ကျွန်တော်ရဲ့ဒီ project name နာမည်လေးကတော့ sport ဝယ်ထားပဲဖြစ်ပါတယ်ဗျဒီ project ရဲ့အဓိကလှုပ်ဆောင်ချက်ကတော့ကျွန်တော်ရဲ့အခုနေ့စဉ်လူသုံးနေတဲ့ပစ္စည်းတွေမှာဆိုရင်ဒီ daily life မှာပေါ့ကျွန်တော်ရဲ့ power bank တွေကျွန်တော်ပြီးရင်နောက်တစ်ခု power bank တွေဒီ e-bike တွေ CPU တွေမှာသုံးတဲ့ဒီ lithium ion battery တွေကိုတစ်လုံးနဲ့တစ်လုံးချိတ်ဆက်တဲ့နေရာမှာအသုံးပြုရဲ့ဟို set လေးပဲ wire set လေးပဲဖြစ်ပါတယ်ဗျဟုတ်ကျွန်တော်ဒီ lithium battery အဓိကသုံးရတဲ့ရည်ရွယ်ချက်ကတော့အရင်ခစ်တွေအရင်ရှေ့မှာသုံးခဲ့တဲ့ lead acid battery နဲ့ဆိုင်ရင်ဒီ lithium battery တွေကပို့ပြီးအားကောင်းတယ် capacity ပိုမြင့်တယ်ပြီးရင်အရွယ်အစားကြလည်းသေးငယ်အဲကြောင့်ကျွန်တော်တို့ဒီကောင်တွေကိုအစားထိုးခြင်းရင်ကျွန်တော်တို့ဒီ set နဲ့တစ်လုံးပြီးတစ်လုံးဆော်ဖို့အတွက်ဒီ set ကိုလောက်ရဖြစ်ပါတယ်ကျွန်တော်ဒီ project မှာဆိုရင်တော့ကျွန်တော်ဟို leader နေရာနေတာဝန်ယူထားပြီးတော့ကျွန်တော် main hardware လည်းကျွန်တော်တာဝန်ယူထားတယ်နောက်ကျွန်တော်တို့ဒီ project ကိုစလုပ်ဖို့ကျွန်တော် design ဆွဲခါမှာတော့ခုနဟိုကျွန်တော်ရဲ့တငယ်ချင်း mechanical တွေနဲ့ပေါင်းပြီးတော့ design ကိုဆွဲတယ်ပြီးရင်ကျွန်တော်တို့ laser cut တွေမှာဒီကောင်တွေကိုဖြတ်ရတယ်ပြီးတော့ဒီလိုအပ်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့ list ထုတ်တယ် list ထုတ်ပြီးရင်တစ်ခုချင်းစီဝယ်ရတယ်တချို့မရတဲ့ဟာဆိုရင်လည်းကျွန်တော်တို့လမ်းမှာပြီးအချိန်ယူပြီးစောင့်ပေးရတယ်ရှိတယ်နောက်တစ်ခုကတော့ဟိုကျွန်တော်တို့ testing လုပ်နေတဲ့ကာလအတွင်းမှာပဲပြတ်ပြီးတော့ခဏပြန်လဲလိုက်ရတဲ့ပစ္စည်းတွေလည်းရှိတယ်အဲ့ဒါတော့ကျွန်တော်တို့ရဲ့အတွေ့အကြုံတစ်ခုပေါ့နော်အခက်ခဲလို့လည်းပြောလို့ရတယ်ကျွန်တော်ကတော့ဒီ project မှာproposal ဘိုင်းနဲ့နောက်ပြီးတော့ school in charge ဘိုင်းနောက်ပြီးတော့ဒီ hardware ဘိုင်းမှာကျွန်တော်ကူညီပြီးတော့လုပ်ဆောင်ပေးပါဖြစ်ပါတယ်ကျွန်တော်တို့ဒီ project လုပ်စဉ်ကလာအတွင်းမှာအခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရပါတယ်ကျွန်တော်ဒီအခက်အခဲကဒီရန်ကုန်မှာ project စလုပ်တဲ့အချိန်တည်းမကောက်နေပြီးတော့အထိပါအခက်အခဲကရောက်ရှိသွားခဲ့တယ်အဲ့တော့ဒီ project လုပ်နေစဉ်အတွင်းမှာဟီကန်နဲ့အပူလောင်ခဲ့ရတယ်သူတို့အပူလောင်ခဲ့ရပေမဲ့လည်းကျွန်တော်တို့ဒီ project ကအောင်မြင်စွာပြီးဆုံးသွားတဲ့အတွက်ကြောင့်ကျွန်တော်အရင်ပဲဂုဏ်ယူမိပါတယ်ဂုဏ်ယူလဲဂုဏ်ယူပဲ1 level 1တာမိပါတယ်ကျွန်တော်တို့ဒီ project ရဲ့ programming အပိုင်းရဲ့ circuit diagram ဆွဲတဲ့အပိုင်းရဲ့ wiring အပိုင်းရဲ့မှာကျွန်တော်အဓိကတာဝန်ယူပြီးတော့လုပ်ခဲ့ပါတယ်ကျွန်တော်နောက်ပေါ့တက်လာမဲ့လူတွေကိုလည်းကျွန်တော်ပြောချင်တာပေါ့ဒီဟိုပြိုင်ပွဲတွေပြပွဲတွေကိုဝင်ဖို့ကျွန်တော် recommendation ပေးချင်တယ်ကျွန်တော်အခုဆိုလို့ရှိရင်ဒီပြိုင်ပွဲအပါဝင်ရဲ့ပြပွဲရဆိုလို့ရှိရင်ကျွန်တော်စုပေါင်း9ပွဲရှိပြီအခုလိုမျိုးပြိုင်ပွဲတွေလုပ်ဖို့အတွက်လည်းကျောင်းဘက်ကလည်း supporting နေပေးတယ်ပေါ့ဒီတစ်ခေါက်ပွဲမှာဆိုလို့ရှိရင်လုံးဝနေပြီးတော့မှကျွန်တော်တို့တပြိုင်နဲ့ MICC 2မှာတပြတာလုံးဝပေါ့ဒီ project အစဒီ fan တွေကအစကျောင်းကနေစပြီးတော့ထုတ်ပေးလိုက်ရပြီးတော့ဟိုဘက်ခီးဆုံးသွားပြီးတော့ကျွန်တော်ရန်ကုန်ပြန်ရောက်ပြီးပြိုင်ပြီးတော့အနိုင်ရရန်ကုန်ပြန်ရောက်တဲ့အထိအကုန်လုံးကျောင်းဘက်ကနေပြီးတော့တောင်းရယူပေးပါတယ်ပြီးတော့အဲ့လိုမျိုးပြိုင်ပွဲတွေရှိတယ်ဆိုလို့ရှိရင်လည်းဟိုပြင်ပကနေပြီးတော့ invite လုပ်တာတွေကိုကျွန်တော်တို့ကြီးညာပေးတယ်ပြီးတော့ project တွေလုပ်နေတဲ့အချိန်မှာလည်းတအားပျော်ဖို့ကောင်းတယ်ကျွန်တော်တို့အတူတူ project တွေလုပ်တယ်ပြီးတော့အပြင်သွားပြီးတော့တစ်ခုခုစားမယ် recreation လုပ်ကြမယ်အဲ့လိုမျိုးတစ်ခုခုတော့အမှတ်တရအမြဲကြံတယ်ကျွန်တော်တို့ project မှာတော့ဒီထက်ကဒီ PCB distributor card ဆိုရင်ကျွန်တော်တို့ကျောင်းမှာသင်ရတဲ့ EEB ပေါ့ electrical and electronic ပင်စင်မှာဆိုရင်အဲ့မှာသင်ရတဲ့ကျွန်တော်တို့ circuit analysis တွေအဲ့မှာသင်ရတဲ့ဘယ်လို component တွေကိုဘယ်လိုထားရမလဲဒီ component တစ်ခုချင်းစီရဲ့ characteristic တွေဆိုရင်ကျောင်းမှာကျွန်တော်တို့သင်ရတယ် calculation တွေစသဖြင့်ကျွန်တော်တို့အဲ့လိုသင်ပြီးတော့မှသင်လာတဲ့ဟာကိုကျွန်တော်တို့ဒီလက်တွေ့မှာပြန်ပြီးတော့အသုံးချရတယ်အသုံးချရတဲ့အတွက်ကျွန်တော်တို့ကျောင်းမှာသင်ခဲ့တဲ့စာရအလကားမဖြစ်ဘူးဆိုတော့ကျွန်တော်တို့လက်တွေ့လုပ်ကြည့်ခါမှာပို့ပြီးနားလည်လာတယ်